ကျွန်တော်မသေးသေးပဲနံပါတ်စစ်တီလေးမွေးတော်မယ်ဦးသေးကနေစကားပြောနေတာပါလားဟင်ဒါကဘယ်နေရလဲတွားပြီငါတခြားကဘာကိုရောက်သွားတာလားဝါမိမလားနတ်စိုးမွေးလီအများကြီးပဲတော်တော်လေးလဲလှကြတာပဲနေပါဦးငါကတော့ဘာလို့မွေးဖြစ်နေရတာလဲလူအတွင်းတောင်မပြောင်းနိုင်ပါလားကြည်ရတာသူ့ရဲ့သွေးမျိုးဆက်ကအနည်းဆုံးအဆင်မရှိတဲ့အဆင်ပဲဖြစ်ပါလိမ့်မယ်တကယ်အတုံးမချတဲ့ကောင်ပါပဲအဆင်ရှိတဲ့အောင်မိုက်ကောင်ငါတို့ရဲ့သွေးမျိုးဆက်ကိုကောင်းကင်မိအပြင်နတ်မောင်နဲ့အဝါရောင်ဆိုပြီးအဆင့်လေးမျိုးခွဲထားတာပါအဆင့်တိုင်းမှာလည်းအမြင့်အလေအနှိမ့်နဲ့အထူးဆိုပြီးလေးမျိုးစီထပ်ခွဲထားပါသေးတယ်အဝါရောင်အနှိမ့်ဆုံးအဆင့်တောင်မှလူအသွင်ပြောင်းနိုင်ကြတာပါနေကတော့အနှိမ့်ဆုံးသွေးမျိုးဆက်တောင်မရှိပါဘူးနေပါဦးအမတော်ဒုတိယဒီအကောင်လေးကမွေးအထီးဖြစ်နေတယ်လို့ပဲရွှန်းစရာကြီးနှိမ့်ကြလိုက်တာဒါကြောင့်လေသွေးမျိုးဆက်ရဲ့အစွမ်းမရှိတာကိုအောက်တန်းကြတဲ့မွေးအထီးဖြစ်နေလို့ပဲတကယ်ကိုနှိမ့်ချလုံးပါတယ်ငါတို့ခွင်းတုံမွေးမျိုးနွေစုဆိုတာအမြဲတမ်းအမျိုးသမီးတွေပဲရှိတဲ့မွေးနွေစုလေအခုတော့သွေးမျိုးဆက်လည်းမရှိတဲ့မွေးအထီးတစ်ကောင်မွေးလာတယ်ဆိုတော့တို့မျိုးနွေတိခါတွေအကုန်ချကုန်တော့မှာပဲဒီအတုံးမချတဲ့ကောင်ကိုအခုပဲစားပစ်လိုက်ပါမယ်ဟိုက်ဒီကဘာကမွေးအထီးတွေအပေါ်ဒီလောက်တောင်အညိုးကြီးကြတာလားညီမလေးတော့ညီမလေးသူ့ကိုခြံထားပစ်လိုက်ပါအမတော်သွေးမျိုးဆက်နှိမ့်ကြတဲ့မွေးအထီးတစ်ကောင်ကိုဘာလို့ခြံထားမှလဲအင်ရှင်ရက်တန်မာလိုစိတ်ဟာအထွတ်တိတ်ကိုရောက်သွားတာကိုစစ်ဆေးတွေ့ရှိရတဲ့အတွက်အတန်မာဆိုးဝါမျိုးစင်ခဲဖစ်စင်စနစ်ကိုစတင်အသက်သွေးလိုက်ပါပြီဒါ system ပဲကဲကြပါအောင်ပြောကဲပါအောင်အရှင်ကအစွမ်းထက်တဲ့သက်ရှိတွေနဲ့ယရနာတွေကိုဝါမျိုးပြီးတော့တိုးတယ်ပြောင်းလဲမှုအမှတ်တွေရယူနိုင်ပါတယ်အဲ့ဒီကနေတဆင့်ကိုယ့်ရဲ့သွေးမျိုးဆက်အစဉ်တန်းကိုမြင့်တင်နိုင်မှာဖြစ်ပါတယ်ခေါင်းလိုက်တာဗျာတိုးတယ်ပြောင်းလဲမှုအမှတ်တွေသာလုံလောက်မယ်ဆိုရင်ကျွန်တော်အမြဲတမ်းအဆင့်တက်နေမှာပေါ့စိမ့်ညို့မြုပ်ဝင်းငွေမျိုးတွေကအစကတည်းကအကောင်ကြီးနေလာပါတယ်သူကမွေးထီးတစ်ကောင်ထင်နေုံနဲ့တင်သူ့ရဲ့အသက်ရှင်တန်ခွင့်ကိုငါတို့မပိတ်ပင်သင့်ဘူးလေအမကြီးပြောတာမှန်ပါတယ်ပြီးတော့ကျွန်တော်ကအထုံးပကြတဲ့ကောင်မဟုတ်ပါဘူးကျွန်တော်အဆင့်တက်နိုင်ပါတယ်အဆင့်တက်မယ်မင်းကဘာတွေလာဖြုံနေတာလဲကန်ကောင်းသွားတယ်လို့သာမှတ်လိုက်စမ်းပါကဲတော်ကြတော့အမခုနတင်မြူကိုးတွေဖုန်လွှမ်းနေတဲ့တောင်တန်းကနေအမဲလိုက်ပြီးပြန်လာတာစားစီလာတွေကိုဂူဝါမှာထားခဲ့တယ်အားလုံးညင်မြန်သွားစားကြတော့အမကြီးကျမ်းပါပါစေအမကြီးသိရှိပါစေဟာစားစီလာတွေအများကြီးပဲဒါတွေအကုန်စားလိုက်ရင်တော့အဆင့်တက်ပြီးတိုးတက်ပြောင်းလဲသွားမှာတေးချတယ်ဗျနှိမ့်ကြတဲ့မွေးထီးဒီမှာမင်းစားဖို့ဘာမှမရှိဘူးထွက်သွားစမ်းအမကြီးယူလာတဲ့စားစရာတွေကိုကျွန်တော်ကိုဘာလို့ပေးမစားတာလဲဒါကနောက်3ရက်နေရင်ကျင်းပမယ့်ငွေမယ်တော်ကြီးရဲ့စမ်းသက်ပွဲအတွက်အမကြီးပြင်ဆင်ပေးထားတဲ့စားစရာတွေလေမွေးရပါသွေးမျိုးဆက်အစွမ်းမရှိတဲ့အမိုက်လူမွေးထီးကဘာအရေးချင်းရှိလို့လာစားချင်နေတာလဲတောက်မွေချင်းချင်းကို next ဆက်လွန်လာချီလားငါသာအဆင့်သက်ပြီးတန်မာလာလို့ကတော့မင်းရဲ့မွေးချေးခွန်းတွေကိုအကုန်ခွာပြစ်မယ်သူ့ကိုလည်းအပြစ်မတင်ပါနဲ့နောက်3ရက်ဆိုရင်မွေးမယ်တော်ကြီးရဲ့စမ်းသက်ပွဲရောက်တော့မှာအဲ့ဒီအချိန်မှာအစွမ်းမရှိတဲ့မျိုးနွယ်စုဝင်တွေကိုအကုန်တက်ပြစ်ပါလေဘာဗျာအစွမ်းမရှိရင်အသက်ခံရမယ်ဟုတ်လားမွေးမျိုးတွေကဒီလောက်တောင်အပြိုင်ဆိုင်ဖင်းထန်ထားလားခင်ဗျားတို့ဘာလို့ထွက်မပြေးကြတာလဲဒီတောင်တန်းတစ်ခုလုံးကိုငွေမယ်တော်ကြီးကအစီရင်နှိပ်ပိတ်ထားတာ3ရက်ပြေးတာနဲ့ငွေဒီအကုန်လုံးငွေမယ်တော်ကြီးရဲ့ချောင်းနဲ့ကြီးစီကိုအလိုအလောက်ရောက်သွားကြမှာဘယ်လိုမှထွက်ပြေးလို့မရပါဘူးမြင်မြင်စားထားလိုက်ပါဒါဟာငါတို့ရဲ့နောက်ဆုံးထမင်းဝိုင်းဖြစ်သွားနိုင်တယ်လေ